ဘဝရဲ့အကြောင်းတွေအား R&B နောက်တစ်မျိုး Hip Hop ကိုကောင်းနေစားချိန်ကာလတစ်ပြေးပြေးနဲ့နေရက်တွေပြောင်းလဲလာ2004 2005 ရှေ့ကိုစပီးတော့ဒီဆိုအောင်မခန္ဓာကိုယ်မှာအသက်ရှိတော့နာမကြီးချစ်ဆိုရင်ခဏအမုန်းဆိုတာနာမသိဘဝကိုအေးစစ်စစ်ပြောသလိုတော့ဖြတ်သန်းလူတွေကိုမင်းကြီးအရင်ဆိုခဲ့တဲ့မှတ်တမ်းရှောက်စမ်းကိုယုံကြည်ချက်နဲ့ကိုအားမငယ်နဲ့မအိမ်နဲ့စင်မပြေမှုတွေကိုအိမ်မှာထားခဲ့လိုက်ခဲနောက်မကြပဲခုအားနဲ့ကျန်တာမေးလိုက်တော့နားနဲ့ဘာမှတွေ့မနေပဲဒီလိုချိန်တော့ယူချွာနောက်ဝတ်ထားတဲ့တန်တွေကထူကြခုစအေလူတွေကမနေတဲ့ hip hop နဲ့ကြုံတော့ဘာမှတွေ့မနေပဲဒီလိုချိန်တော့ယူချွာနောက်ဝတ်ထားတဲ့တန်တွေကထူကြခုစအေလူတွေကမနေတဲ့ hip hop နဲ့ကြုံတော့အရှိကဦးဆောင်နေတဲ့ဝါသနာတူရောင်းရင်မင်းရဲ့မကောင်းကြောင်းတွေကိုမပြောဘူးစိတ်ချကောင်းတဲ့ကိုကောင်းပြီးကိုယ့်ရဲ့ကောင်းပေါ်နင်းတက်သွားတဲ့အပေါင်းလေးဆိုရင်မှားမယ်မင်းတို့တွေ့နေငါတင်းတွေကိုထားပါဒါပဲခုချိန်ရင်းမကြည့်တွေ့ပြီးရှေ့ကိုဦးဒီရရှောက်ခင်ရလမ်းကိုငါတွေဖောက်မြဲတဲ့ပုတ်ခတ်ပြီးတော့ပြောတဲ့လူတွေငါမကြောက်သူတို့တွေအော်ဟင်းနေကြတာကတော့ဘာမှတွေ့မနေပဲဒီလိုချိန်တော့ယူချွာငါဝတ်ထားတဲ့တန်တွေကထူကြခုစအေလူတွေကမနေတဲ့ hip hop နဲ့ကြုံတော့ဘာမှတွေ့မနေပဲဒီလိုချိန်တော့ယူချွာငါဝတ်ထားတဲ့တန်တွေကထူကြခုစအေလူတွေကမနေတဲ့ hip hop နဲ့ကြုံတော့မဆိုတဲ့တန်တွေကိုမိဘတွေကနားလဲဒါတွေမကချစ်သူကလည်းနားလဲဒီတက်တွေအပင်းနေတဲ့ကာယံတွေကိုစောက်ပြီးပြောစင်ပေါ်မှာစိုးနေတဲ့ငါအကြောင်းအရာတွေထပ်ပြီးတော့လုပ်လေမမတွေကြောင့်မနေနဲ့လုပ်